အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့8 လ Lionsgate Portal ပြီးရင်ပေါ့နော်ဘာတွေဖြစ်လာမလဲဆိုတာကြည့်ကြမယ်နော်ဒီနေ့ Wine Tarot deck လေးနဲ့သုံးပြီးထားတယ် Lionsgate Portal ပေါ့နော်ဒီ8 လရဲ့ပြီးရင်ဘာတွေဖြစ်လာမလဲဆိုတာကို File 1 2 3နဲ့ကျွန်မကြည့်ပြီးမယ်နော်ကဲအဲ့တော့ file ရေးစားမယ် File 1 2 3မြူသေးဘူးเนาะFile 1 2 3နဲ့ကြည့်ကြမယ် File 1 2 3နဲ့ကြည့်ဦး File 1 2 3နဲ့ကြည့်ကြမယ် File 1 2 3နဲ့ကြည့်ကြမယ် Okay please File 1 File 2 and File 3 Okay เนาะ crystal လေးတွေနဲ့ရွေးချင်လေ crystal လေးတွေချိန်ပေးမယ်နော် file 1 2 3ပါဒီမှာဒီအန်ကွန်ကိုပိုရီယာ file 1ဒီ floral ကြောက်လေးယာ file 2အဲ့ဒီ rose quartz လေးယာကြတော့ file 3ကဲကျွန်မအချိန်လေးခဏပြီးမယ်နော်ရွေးဖို့အတွက်ရွေးလို့ရပါပြီရှင်ပိုင်လေးတွေရွေးလို့ရပါပြီအကဲအချိန်မမီဘူးဆိုလဲ pause လေးလုပ်ပြီးရွေးလို့ရတယ်နော်ကဲအဲ့တော့ပိုင်1လေးတွေစလိုက်မယ်ကဲပိုင်1လေးတွေမင်္ဂလာပါအားလုံးပဲပိုင်1လေးတွေမင်္ဂလာပါရှင်ဟုတ်ထားလိုက်တော့နော်ကဲပိုင်1လေးရဲ့ significant ကလေးကဟိုတန်းတော့ပန်လေးလည်းခုနကလည်း shuffle လို့ထွက်လာကဲပိုင်1လေးရဲ့ significant ကလေးကတော့ 10 of pentacles တဲ့ကဲ Lionsgate photo ပြီးရင်ပိုင်1လေးပါလိမ့်ဆိုရလို့ရှိရင်ကဲခုနကထုတ်လိုက်မယ်နော်အေးရောကြည့်ကြရအောင်ဗာလေးတွေလဲဆိုတာ Eight of Wands, Death, 4 of Wands, 2 of Cups, Ace of Pentacles, 2 of Wands, the Hierophant. Okay, I want it 4 of Cups. I want it energy ကိုအရင်စစ်ကြည့်မယ်နော် I want လေးတွေကလေအခုအချိန်မှာငွေကြေးဆိုလဲအဆင်ပြေပေါ့နော်ငွေကြေးလည်းအဆင်ပြေတယ် single လေးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းအမကိုမိသားစုနဲ့အေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ရှိရပေါ့နော်အရင်တော့အတိတ်မှာအဲ့လိုနာကျင်စရာရှိခဲ့ရင်တော့အခုချိန်မှာ healing ဖြစ်နေပြီဆိုတဲ့ energy မျိုးရပါတယ်ရှင်ကဲ၍ကိုက single မဟုတ်ဘူး relationship ဆိုလို့ရှိရင်ကိုယ့် relationship ကအခုချိန်မှာအဆင်ပြေနေတယ်ကိုဘွားဘာမှကွာတိတ်ပြီးပူပင်စရာမရှိဘူးပေါ့နော်စိတ်ရောလူရောအဲ့လိုမျိုး energy ရတယ်နော်ဒါပိုင်1လေးရဲ့ energy ကို sit ပေးရပါနော် sit ပေးရပါအခုအချိန်မှာကွာပူပင်တော့ကကြီးအရန်ရောက်နေရဆိုရင်တော့ဒီ energy မဟုတ်ဘူးเนาะအခုအချိန်မှာဘယ်လို energy ရလဲဆိုတော့ပျော်ပျော်ရွှင်ရွှင်မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ရှိတယ်ငွေကြီးဆိုလည်းအဆင်ပြေနေတယ်အဆအရအဲ့လိုမျိုး energy ရှိရင်တော့အဲပိုင်1တွေဒီ reading ကိုဆက်ကြည့်လို့ရပါတယ်เนาะအဲ့တော့ဘာဖြစ်မလဲဒီ Lionsgate photo ဖီးပါတည်းဖြစ်လိမ့်မလဲဆိုဒီမှာကြည့်တွေ့လားဒီပိုင်1တွေကအတိတ်မှာတော့ရွေးချယ်စရာကြီးများခဲ့လိမ့်မယ်ဒါမှမဟုတ်လေဘယ်လိုပြောမလဲအတိတ်မှာနာကျင်စရာရှိခဲ့လိမ့်မယ်အဲ့ဟာကိုလွတ်မချပဲစုပ်ကိုင်ထားခဲ့ဘူးလေပေါ့နော်
အခုချိန်မှာကိုကအဲ့လိုမဟုတ်တော့ကို energy က shift ဖြစ်သွားမယ်ဒီ Lion Gate portals ပြီးလို့ရှိရင်ကိုယ့်ရဲ့ခံစားချက်တွေရောကိုယ့်ရဲ့ emotion တွေအကုန်လုံးပေါ့နော်ကိုကလုံးဝ healing ဖြစ်သွားမယ်အားလုံးကိုလွတ်ချနိုင်သွားမယ်အားလုံးကိုလွတ်ချနိုင်သွားမယ်ပြီးတော့ဒီမှာ wands တွေ့တာ wands ဆိုတော့လေဒီ wands စိတ်ဘယ်လိုရမလဲဒီအခုလာမဲ့ fire sign လေး wine ကပြီးတော့ဒီပိုင်တူးလေးတွေကိုလာကြည့်ရလူရလေ fire sign တွေများမယ် water sign ပါမယ်နော် art ကတော့ကျွန်မလေးသိမတွေ့ဘူးဒီမှာနည်းနည်းလေးပဲပါလိမ့်မယ်အဲ water sign နဲ့ fire sign တွေများလိမ့်မယ်ဒီပြီးရင်အခုလာမယ်ဒီ season မှာပေါ့နော်ဒီ season မှာလေကိုကဘယ်လိုဖြစ်လာမလဲဆိုတော့ဒီမှာ page of wands ကိုအရင်တော့စိုက်ပျိုးခဲ့တာတွေကိုဘယ်လိုပြောလဲကိုပေးဆက်ခဲ့ရတဲ့အကောင်ကကိုစီကိုပြန်လာနေပြီဒီမှာကြည့် ဒီ dead ကဘယ်လိုလဲဆိုတော့လေဒီ energy ကလေဒီမှာကြည့်သူကအလဲမှာ AC ပဲတွေ့လားကိုထင်းချောင်းနိုင်တယ်သိလား AC ဘာမှမဖြစ်ဘူး AC ပဲကိုထင်းချောင်းနိုင်တယ်ဆိုတဲ့ energy အဲ့တော့ဒါကလေကိုအရင်တော့စိုက်ပျိုးခဲ့ရတယ်ကိုအရင်တော့ဒီဆက်ခဲ့ရတဲ့အကုန်လုံးကကိုမှအတိတ်တပံပြန်လေစတင်လာပြီကိုဘွားကလေကိုဘွားအတိတ်တပံပြန်လေစတင်လာပြီ 4F1 ဆိုတာက happy gap ပေါ့နော်ဒီမှာကြီး AC ပဲကိုပျော်ရွှင်တတရရနဲ့ဖြတ်တန်းဖြစ်လိမ့်မယ်ဒီ Lion Gate portal ပြီးရင်ပေါ့နော်တတရရဖြစ်လာလိမ့်မယ်ကိုကဒီမှာလည်းပြောတယ်လေကို energy က shift ဖြစ်သွားပြီ healing ဖြစ်နေပြီသိလားငွေကြီးဆိုလည်းအဆင်ပြေနေပြီအဲ့လို energy ကိုရတယ်single လေးဆိုလို့ရှိရင်ပြဒီက single လေးဆိုရင်တော့အချစ်တစ်ပေါ့နော်အချစ်တစ်အဲ့အချစ်ကဘယ်လိုလဲဆိုတော့ကိုထိန်းချောင်းနိုင်မဲ့အချစ်ကိုရဲ့ emotion ရောကိုဘယ်လိုပြောရမလဲ healing လုပ်ပေးနိုင်တဲ့လူပေါ့နော်အဲ့လိုမျိုးကိုနားလည်ပေးနိုင်တဲ့လူတယောက်ကကိုကလည်းမြင်လာလိမ့်မယ်အကယ်၍ single မဟုတ်ဘူးဆိုရင် relationship ရှိလာဆိုလို့ရှိရင်လေကိုဘဝဒီမှာကြည့်ဘယ်လိုပြောမလဲ balance ဖြစ်လာမယ်အချစ်ရောလူမှုရောအိမ်အောင်ရောအားလုံးကကိုက control လုပ်နိုင် control လုပ်တယ်ဆိုတာလေအဲ့လိုကိုကအားလုံးဘယ်လိုပြောမလဲစီမံနိုင်တယ်ပေါ့နော်ဟို balance ဖြစ်နေပေါ့နော်အကိုကဒီမှာကြည့်ဟိုအကယ်၍ကိုကအိမ်တောင်တယ်တို့အချစ် relationship တို့ဆိုလေကိုယ့်ရဲ့အခြေရေးကိုယ့်ရဲ့အလုပ်အကိုင်းကိုယ့်ရဲ့စီးပွားရေးအားလုံး balance များများနဲ့ကိုကကိုင်းတွယ်နိုင်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုး energy ရတယ် Ace of Pentacles ကစားတော့ဒီဟာလေးဗာနဲ့ဒီ death နဲ့ကျွန်မအဲ့လိုမျိုး energy ရတယ်ဗာလဲဆိုတော့အရင်တော့ကိုစိုက်ပျိုးခဲ့လို့ဒါလေးကိုပြန်ရိပ်သိမ်းရမယ့်အချိန်ဖြစ်တယ်ဒါလေးစီးပွားရေးကောအချစ်ရောနှစ်ခုလုံးပါတယ်တိလာဘယ်လိုမြင်လဲဆိုတော့လေတချို့ဆိုတာကလေအရင်တော့ကိုရင်းနှီးမြှုပ်နှံခဲ့တာလေကိုပြန်မရတော့ဘူးထင်တယ်ငွေတွေအဲ့ဒါတွေကပြန်ပြီးတော့ကိုစီကိုပြန်ရလာလိမ့်မယ်ပေါ့နော်အချစ်ရေးဆိုလဲကိုပေးဆက်ခဲ့တာလေကိုဘက်ကပဲပေးဆက်ခဲ့ရတယ်ဆိုရင်ကိုဘက်ကပဲသိခံနေရဆိုကိုနဲ့ energy ကြိုက်တဲ့လူကကိုဘဝလေးကိုရောက်လာလိမ့်မယ်သိလားနော် two of wands ကကြတော့လေကျွန်မတို့ဒီမှာဘယ်လို energy ရလဲဆိုရင်ဟိုပါပေါ့နော်ဒီတိုင်းပဲကိုယ့်ရဲ့ energy ကိုဒီတိုင်းပဲဆက်သွားဒီချိန်မှာအေးဆေးဆေးပဲအနာယူနေရောအရန်မတွေးနဲ့ကိုယ့် energy ကလည်း shift ဖြစ်သွားပြီကောင်းနေပြီအဲ့တော့ဒီမှာလဲ four of cups piece of the dead ကဒီမှာ page of pentacles ဆိုတာဒီပိုင်လာကြီးရဲ့လူတွေကလေငွေရေးကြီးတော်တော်အဆင်ပြေလာလိမ့်မယ်သိလားနည်းနည်းတော့ကြာမယ်ဒါပေမဲ့အဆင်ပြေလာလိမ့်မယ်တဖြည်းဖြည်းနဲ့ပိုအဆင်ပြေလာလိမ့်မယ်ကျွန်မပြောရတယ်တော်တော်ကြီးအဆင်ပြေလာလိမ့်မယ်ဒီဟာပါလဲဆိုတော့လေအရင်တော့အတိတ်ဒီမှာပဲဘယ်လိုပြီးသွားပြီဆိုတဲ့အတိတ်တွေကိုဟိုထားလိုက်တော့တိတ်လားလုံးဝထားလိုက်တော့အဲ့လိုကိုရှိရအခွင့်အရေးတွေမှာကိုယ့်ရဲ့ energy လည်းလုံးဝ shift ဖြစ်နေတယ်ကိုရှိရပေးလာတဲ့အခွင့်အရေးတွေကမိမိရဲ့စုပ်ကိုင်နေဒီတိုင်းဖြစ်လာမှာ Lion Gate portal ပြီးရင်ပေါ့နော်အဲ့တော့ကိုစီမှာလာပေးနေတဲ့အခွင့်အရေးတွေကိုလက်လွတ်မခံနဲ့မိမိရဲ့ဖန်ဆုပ်ပါကိုနဲ့ energy ကြိုက်တဲ့လူတယောက်လေးကိုဘဝလေးဝင်လာပါလိမ့်မယ်အကယ်၍ကိုဟာမိသားစုနဲ့ဆိုလဲကိုမိသားစုဟော work life balance ဖြစ်လာလိမ့်မယ်ဆိုရင်ပါပြရတယ်ပေါ့နော်ကိုဘဝအားလုံးကအတိတ်တပံ new beginning မှာဒီမှာတော့ကောင်းတာလေးကိုရဲ့ new beginning ကအကုန်လုံးကိုစိတ်ကူးထားတဲ့အတိုင်းဖြစ်လာမယ်နည်းနည်းတော့ကြာမယ်ဒါပေမဲ့ဖြစ်လာမယ်စိတ်မပူနဲ့ဆိုရင် message လေးကိုကျွန်မရပါတယ်ကဲပိုင်ဝမ်းလေးအားလုံးပဲ energy ကြိုက်ကြပါစေနော် good luck bye
တူးလေးတွေမင်္ဂလာပါရှင်ပိုင်တူးလေးတွေရဲ့ Lion Gate Autos ပြီးရင်ဘာတွေကြုံလာရမလဲဆိုတာလေးကြည့်ကြည့်ကြမယ်နော်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါပိုင်တူးလေးတွေရဲ့ significant ကတ်လေးကတော့ Ace of Swords ကြပါရှင် Ace of Swords ပါ Ace of Swords ပါရှင် Ace of Cupsပိုင်တူးလေးတွေရဲ့ဘဝတွေကိုနိုင်လေးဖော်ထုတ်ဒီပါလေးတွေမှာလည်းဖြစ်တာနဲ့ပြပြတယ်နော်တူးလေးတွေရဲ့ကတ်လေးရတယ်အရင်ခေါင်ထွက်ခြင်းနေနော်အဲဒီလေးကိုအရင်ပြောပြခြင်းနေဒါပြောပြလေးနော်ထိဒါကလေခုနလေးတွေ့တာခုံထွက်နေရကျွန်မပြန်ထည့်လိုက်တာမယူလို့ပြောပြန်ထွက်လာတယ်လေဒီတော့ပိုင်တူးလေးတွေရဲ့အော်ဒါပိုင်ဝမ်းမှာလည်းပါတယ်ဒီနေ့ကြီးအရင်ဟိုမြင်ရတယ်အော်ဒါလည်းပိုင်ဝမ်းမှာပါတယ်ကဲပိုင်တူးရဲ့ energy နဲ့ပိုင်တူးရဲ့ energy နဲ့ပိုင်ဝမ်းရဲ့ energy ကတိတ်ပြီးတော့အရင်မကွဲပြဘူးပေါ့နော် energy တူနေကြတာပေါ့နော်ကဲပိုင်တူးရဲ့ energy ကိုအရင်ပြောမယ်ပိုင်တူးရဲ့ energy ကိုကကျွန်မခံစားရလေဆိုတော့ပိုင်တူးတွေကကြတော့လေအခုအချိန်မှာလူတယောက်ကိုစောင့်နေတာဒါမှမဟုတ်သတင်းစကားတစ်ခုခုကိုစောင့်နေတာဒါမှမဟုတ်ကိစ္စတစ်ခုခုကိုသိချင်နေနော်အပြင်မှာတော့အဆင်ပြေခြင်းအောင်စောင့်ပြီးတော့အတွင်းစိတ်ထဲမှာတစ်ခုခုကိုစောင့်နေတယ်သိရဖို့အတွက်ပေါ့နော်လွတ်မချနိုင်သေးဘူးအဲဒီကိစ္စအောင်နော်အဲ့လိုမျိုး energy ရတယ်အပြင်မှာတော့ကွာအားလုံးရှိပါအဆင်ပြေတယ်ဘာပုံစံပေါ့နော်ဒါပေမဲ့ကိုယ်စိတ်ထဲမှာတကူကူကိုသိစင်နေဟာတကူကူရှိရင်လူတယောက်ကိုစောင့်ရဖြစ်ဖြစ်သတင်းစကားတစ်ခုကိုစောင့်ရဖြစ်ဖြစ်အဖြေတစ်ခုခုကိုသိစင်နေရရှိရင်အေးဥစ္စာကိုဘယ်လိုပြောလဲစိတ်အနှောက်အယှက်ပေးနေရကွာကတိကအောက်ဖြစ်စီရပေါ့နော်အဲ့လို energy မျိုးကိုကျွန်မကောင်းအားရတယ်ဒီလားနော်ဒါကတော့ပိုင်တူးရဲ့ energy အရင်ဆုံး check လုပ်တာပါကဲပိုင်တူးကဒီ Lionsgate Portal ပြီးရဲ့ season မှာဘာဖြစ်မလဲဆိုတော့ကိုမှရှိနေတဲ့ negative thinking ကိုမှရှိနေတဲ့ negative doubts တွေအရင်တော့ပြီးရပြီးတဲ့အတိတ်တွေကိုကြောခိုင်းနေဖို့လိုတယ်ဒီမှာကိုရဲ့ဒီ 8 of cups 8 of swords တွေ့လားကိုရဲ့ဘယ်လိုဒါဆိုလေကျွန်မဘယ်လိုမြင်လဲဆိုတော့ divine timing ကြာနေပြီပိုင်တူကလေအသစ်စားဖို့အတွက်ကို energyရနေပြီအစ်စ်လည်းစားရတော့မယ်ပေါ့နော်ဒီမှာ divine time ဒီမှာ4488တွေ့လားဒါပေမဲ့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲဟိုမပြတ်မသားတဲ့စိတ်ပေါ့နော်ဒါဟုတ်ကျွန်မဘယ်လိုမြင်လဲမပြတ်မသားတဲ့စိတ်အဲ့ဒီဟာကိုပဲကိုသိကျင်နေတာတခုကိုပဲကိုဆက်ဆောင်နေတာပိုင်တူးတွေမှာအဲ့ဒါကိုဘယ်လိုပြောရမလဲအနောက်အရှက်ဖြစ်စီရဲ့ကိုယ့်ရဲ့ healing journey မှာအဲ့ဒီဟာကိုလွတ်ချလိုက်တော့သိလားပြီးသွားတဲ့ဟာတွေကိုလွတ်ချလိုက်တော့မတိရဘူးဆိုလဲနောက်ကြရင်တိလာလိမ့်မယ်ဒါပေမဲ့အခုချိန်မှာအဲ့ဒီ energy ကိုလွတ်ချလိုက်တော့လုံးဝ let it go လုပ်လိုက်တော့ကွာတိလားအဲ့လိုမျိုးလုံးလိုက်တော့မှာကိုအဲ့ဒီဟာကိုကြောခိုင်းပြီးတော့ထွက်လာနိုင်မှသာအဲ့ဒီ energy ကိုကြောခိုင်းပြီးတော့ထွက်လာနိုင်မှသာကိုဘဝကဒီ Lion Gate Portal ပြီးရင်ဒီမှာ Hangman Ten of Pentacles ကိုဘဝတကယ်လို့အစဉ်ပြေနေပြီးအစဉ်လဲပြေလာတော့မှာဒါပေမဲ့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီစိတ်တခုပေါ့နော်မသိစိတ်ကပဲဖြစ်ဖြစ်အဲ့ဒီဟာကိုလွတ်မချနိုင်သေးဘူးကျွန်မဘယ်လိုမြင်လဲဆိုတော့ဒီပိုင်တူးတွေကအဲ့ဒီစိတ်ကိုလွတ်ချနိုင်မှသာပိုင်တူးနဲ့ပိုင်ဝမ်းလေးနည်းနည်းတော့အဲ့လိုမျိုးဆက်မှုရှိရကြည်လားပိုင်တူးတွေကအဲ့လိုမျိုးဟာကိုလွတ်ချနိုင်ရင်ပိုင်ဝမ်းနေလိုမျိုး energy ဖြစ်လာလိမ့်မယ်
ကျွန်မအဲ့လိုမျိုးမြင်နေအခု energy ရတာပေါ့နော်အကယ်၍ပိုင်တူတွေကဒီဟာကိုလွတ်ချနိုင်ရင်ပိုင်1နေမှာသွားကြည့်လိုက်ပါပေါ့နော်ဒီအဲ့လိုစိတ်ဝင်စားရဆိုဘယ်လိုမျိုးလဲဆိုတော့အားလုံးအဆင်ပြေတယ်ပိုင်1နေရဲ့ energy ကကြလုံးဝ healing ဖြစ်နေပြီအဲ့ဒီလို energy ကိုရတယ်အဲ့တော့ပိုင်2တွေကအဲ့ဒါကိုလွတ်ချနိုင်ရင်ပိုင်1နေရဲ့ energy အတိုင်းဖြစ်လာမယ်ပြီးရင်ကိုဘဝမှာအစားရငွေရေးကြေးရောလူမှုရေးရောမိသားစုရေးရောအားလုံးအဆင်ပြေလာမယ်အဲ့လိုမျိုးမြင်ပါလို့ရှိရင်ပိုင်2တွေလည်းအများကြီးသိပြောစရာမရှိဘူးဒီလားအဓိကဒီကိုစောင့်ဆိုင်နေတာကိုတွေးမချနိုင်သေးရဲ့ကိုရဲ့အဲ့ဒါတော့ကိုကကိုမျက်စိပိတ်ထားတာဒီလားအဲ့ဒါကြီးကိုချဖို့ပဲလိုတယ်โอเคပိုင်2လေးတွေလည်းကျင်းနေကြမယ်လို့ထင်ပါတယ်ပိုင်2ရဲ့ energy ကတော့လေစောင့်မနေပါနဲ့တော့တဲ့ရှေ့ဆက်သွားလိုက်ပါတဲ့ကိုတို့အစီအပြေခြင်းတွေကရှေ့မှာစောင့်နေပါလေတဲ့ကဲအားလုံးပိုင်2လေးအားလုံးပဲ good luck ပါရှင် thank you ပါဒီမှာ page of card page of wands အဲ့ပိုင်1မှာလည်းပါတယ်နော်ပိုင်2နဲ့ပိုင်3ဝါနဲ့ဆက်ဆက်အဓိကတော့ပိုင်2တွေကလွတ်ချမှာသာပိုင်1လိုမျိုးဖြစ်မှာပါရှင် okay byeไอ้ตัวလေးတွေအားလုံးပဲမင်္ဂလာပါไอ้ตัวလေးတွေရဲ့ခုဒီ Lion Gate Portal ပြီးရင်ဘာလို့ကြုံတွေ့လာရမလဲဆိုတော့ကက်လေးကိုကျွန်မဆွဲကြည့်မယ်ဟို Nine of Pentacles about Queen of Pentacles တဲ့ဒီလိုလေးတောက်ပါနေတဲ့ single တွေများမယ်နဲ့တွေ့ရနော်ဒီ group ကနာလေပိုင်2တစ်ခုပဲလေကက်တည်းကအရန်ခုံထွက်တာဒီလားပိုင်2ကိုအရန်ပြောချင်နေရကက်တည်းကလေဒီ energy ကို okay ကြည့်ကြမယ်ပိုင်2ကြီးကဘာပြောချင် Two of Pentacles Ace of Wands ဒီကလေးကလည်းပထမဆုံး shuffle လုပ်တော့ခဏခုံထွက်တာ Five of Wands Knight of Pentacles Queen of Cups ဘာပြောရထိပိုင်ရလူတွေကတယောက်တည်း single life မှာပျော်မွေ့နေတဲ့လူတွေစသည်မှာကျွန်မပုံပါဝါလားဒီပိုင်ရလူတွေကလေ single တွေများမယ်ကျွန်မ energy ရတာတယောက်တည်းတောက်ပါနေတဲ့လူတွေများမယ်အတိတ်မှာအသေးကွဲခဲ့မှုတဲ့လူတွေပေါ့နော်နာချင်းချင်းအသေးကွဲပြီးတော့မှကိုဘဝကိုပြန်ပြီးစတင်ပြီးဘယ်လိုပြောလဲ healing ဖြစ်ပြီးသားတယောက်တည်းတောက်ပါနေတဲ့လူတွေအဲ့လို energy ရပါလေရှင်နော်မစိတ်မပူနဲ့ရှင်တို့ဘဝလည်းဒီမှာရှင်တို့ဘယ်လိုပဲတယောက်တည်းနေဝင်လာမဲ့လူရှိတယ်နော်ဝင်လာမဲ့လူရှိတယ်ကဲပါကြည့်မယ်နော်ဒီ Lionsgate Portal ပြီးလို့ရှိရင်ပိုင်3တွေရဲ့ဘဝတွေကိုကျွန်မပြောရင်ဝင်လာမဲ့လူရှိတယ်အဲ့ဒါဒီကိတ်ကကျွန်မဘာကိုမြင်လဲဆိုတော့ Ace of Wands ဆိုလေကိုရီးယားလေအခုချိန်မှာအလုပ်အကိုင်းငွေရေးကြေးရေးစီးပွားရေးဘဝကိုပေါ့နော်အားလုံး balance ကြနဲ့ဖြတ်တန်းနေတဲ့လူတွေများတယ်ဒီ group ကလူတွေကပေါ့နော်ဖြတ်တန်းနေနိုင်တယ်ကိုဘဝမှာလည်းကိုကငွေရေးကြေးရေးပြည်စုံနဲ့တယောက်တည်းနဲ့တောက်ပါနေတယ်နော်တငယ်ချင်းတွေမိတ်ဆွေအပေါင်းအသင်းတွေမိသားစုအလုပ်ဖို့ကိုင်ဘက်တွေနဲ့လည်း EECC ပဲဒီမှာဟိုပျော်ရွှင်စရာကောင်းတဲ့အချိန်မျိုးဖြတ်တန်းနေတယ်လို့ကျွန်မမြင်နေတယ် emotionally အရာလေ healing ဖြစ်ပြီးသားလူတွေဘယ်လိုတယောက်တည်းအေးစမ်းနေရတာကိုကြိုက်တဲ့လူတွေကဒီအဲ့လိုမျိုး energy ပေါ့နော်အဲ့လိုမျိုးနေရပေါ့ဟိုပါဒါပေမဲ့မပူနဲ့နော်အဲ့လိုမျိုးနေနေတဲ့အချိန်မှာပဲတိတ်မကြခင်အချိန်မှာပဲကိုယ်ကလည်းဒီမှာလင်းနေတော့တယောက်ကတော့ဝင်လာတော့မှာတဲ့ဒါကိုကျွန်မဘာကတ်လို့မြင်လဲဆိုတော့ဒါ love energy ဟာဒီလားချီကတ်လို့မြင်နေအဲ့တော့အချစ်တခုကတော့ကိုယ်ဘဝတယ်ဒီမှာလာနေပြီလင်းမြန်နဲ့ Ace of Wands လင်းမြန်နဲ့လာနေပြီဒီလား
နောက်တစ်ခုဗာမြင်လဲဆိုရင်အဲ့ဒီလာနေတဲ့လူကလေကိုနဲ့အလုပ်အကိုင်မှာအလုပ်မှာပဲဖြစ်ဖြစ်တငယ်ချင်းမိတ်ဆွေအဲ့လိုမျိုးကနေပြီးတော့တိပြီးသားလူလို့ကျွန်မမြင်တယ်အဲ့လိုကျွန်မထင်တယ်ပေါ့နော်အဲ့လိုမျိုး energy ရတယ်အဲ့ဒီလူကိုကလေအဲ့လိုမျိုးကိုကလေဘယ်လိုအရင်မခင်တော့အဲ့လိုကိုတိတယ်ကွာတိတဲ့ energy ရတယ်နော်နောက်ပြီးကိုဘွားလေးကိုလေတည်င်းစကားတစ်ခုခုလေးနဲ့ရောက်လာလို့ရှိရဲ့အဲ့တည်င်းစကားကိုဘွားအတွက်ကိုအများကြီးအဲ့လိုအလုပ်အကိုင်တွေပဲဖြစ်ဖြစ်အချစ်ရည်တွေပဲဖြစ်ဖြစ်အဲ့ဒီတည်င်းစကားကြောင့်ကိုဘွားလေအဲ့လိုပြောင်းလဲသွားမှမြင်တယ်ပို့ပျော်ရွှင်လာမှမြင်တယ်ဒီ line gates ပေါ်တယ်ပြီးလို့ရှိရင်ပေါ့နော်အဲ့ဒီတည်င်းစကားကြားရတဲ့အချိန်မှာကိုဘွားပို့ပြီးတော့ဘယ်လိုပြောမလဲအတိတ်ပဲရှိလာတယ်လို့ခံစားရတဲ့ energy မျိုးကျွန်မရနေရပေါ့နော်ကဲပိုင်3တွေကလည်းဘာမှတအားကြီးအဲ့လိုပြောရမရှိဘူးကောင်းတယ်တော့ပိုင်1 2 3မှာပိုင်2တစ်ခုပဲ move on လုပ်ဖို့လိုတယ်ပိုင်1ရောပိုင်2ကကောင်းပြီးပြီဒီမှာလမ်းပြောင်းနေခဲ့တဲ့အချိန်ကြီးပြီးတော့ဒီမှာတွေ့လမ်းပြောင်းနေခဲ့တဲ့အချိန်ကြီးရှိရယ်ပြိုးကြပြီးပြီဖူးကိုမှစတင်နေပြီကိုဘောကတွေ့လာကောင်းတယ်အဲ့တော့ line gate auto ပြီးတဲ့အချိန်မှာပိုင်3တွေကကိုဘောကလေးကိုလူတယောက်ရောက်လာပါလိမ့်မယ်အဲ့ဒီလူကကိုနဲ့အလုံးမှဖြစ်ဖြစ်ပတ်သက်ပူတဲ့လူပြီးတဲ့လူမိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေကပြီးတဲ့လူပဲဖြစ်နိုင်တယ်အဲ့လိုလူကကိုဘွားလေးကိုဝင်လာပါလိမ့်မယ်ပိုင်တူးတော့ကျမတို့ဟိုဟာတွေမပြောရအောင်ဆိုင်နော်ပိုင်တူးတွေနည်းနည်းဆိုင်မိတယ်ဒီပိုင်မာလေးကျမဘာတွေ့လဲဆို art sign တွေအများဆုံးတွေ့တယ်ကျမဒီပိုင်မာလေး art sign ကိုပဲ energy ရတယ်ပေါ့နော် fire sign လို့ fire sign ကလေးဒီလားကိုဘွားလေးဝင်လာမဲ့သူကကိုက fire sign ဆိုကိုဘွားလေးဝင်လာမယ်လို့က art sign ကိုက art sign ဆိုလို့ရှိရင်ကိုဘွားလေးဝင်လာမယ်လို့က fire sign လို့ကျွန်မ energy ရပါတယ်ရှင်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေ bye bye ဒီမှာကျွန်မပုံပါဝါလားဒီပိုင်ရလူတွေကလေ single တွေများမယ်ကျမ energy ရတာတယောက်တည်းတောက်ပါနေတဲ့လူတွေများမယ်အတိတ်မှာအသေးကွဲခဲ့မှုတဲ့လူတွေပေါ့နော်နာချင်းချင်းအသေးကွဲပြီးတော့မှကိုဘဝကိုပြန်ပြီးစတင်ပြီးဘယ်လိုပြောလဲ healing ဖြစ်ပြီးသားတယောက်တည်းတောက်ပါနေတဲ့လူတွေအဲ့လို energy ရပါလေရှင်နော်မစိတ်မပူနဲ့ရှင်တို့ဘဝတွေဒီမှာရှင်တို့ဘယ်လိုပဲတယောက်တည်းနေဝင်လာမဲ့လူရှိတယ်နော်ဝင်လာမဲ့လူရှိတယ်ကဲပါကြည့်မယ်နော်ဒီ landscape photo ပြီးလို့ရှိရင်ပိုင်3တွေရဲ့ဘဝတွေကိုကျွန်မပြောရင်ဝင်လာမဲ့လူရှိတယ်အဲ့ဒါဒီကိတ်ကကျွန်မဘာလို့မြင်လဲဆိုတော့ Ace of Wands ဆိုလေကိုရီးယားလေအခုချိန်မှာအလုပ်အကိုင်းငွေရေးကြေးရေးစီးပွားရေးဘဝကိုပေါ့နော်အားလုံး balance ကြနဲ့ဖြတ်တန်းနေတဲ့လူတွေများတယ်ဒီ group ကလူတွေကပေါ့နော်ဖြတ်တန်းနေနိုင်တယ်ကိုဘဝမှာလည်းကိုကငွေရေးကြေးရေးပြည်စုံနဲ့တယောက်တည်းနဲ့တောက်ပနေတယ်နော်တငယ်ချင်းတွေမိတ်ဆွေအပေါင်းအသင်းတွေမိသားစုအလုပ်ဖို့ကိုင်ဘက်တွေနဲ့လည်း EECC ပဲဒီမှာဟိုပျော်ရွှင်စရာကောင်းတဲ့အချိန်မျိုးဖြတ်တန်းနေတယ်လို့ကျွန်မမြင်တယ် emotionally အရာလေ healing ဖြစ်ပြီးသားလူတွေဘယ်လိုလဲတယောက်တည်းအေးဆန်းဆန်းနေရတာကိုကြိုက်တဲ့လူတွေကဒီအဲ့လိုမျိုး energy ပေါ့နော်အဲ့လိုမျိုးနေရပေါ့ဟိုပါဒါပေမဲ့မပူနဲ့တဲ့နော်အဲ့လိုမျိုးနေနေတဲ့အချိန်မှာပဲတိတ်မကြခင်အချိန်မှာပဲကိုယ့်ဘဝလေးမှာလှည့်လည်နေတော့တယောက်ကတော့ဝင်လာတော့မှာတဲ့ဒါကိုကျွန်မဘာကတ်လို့မြင်လဲဆိုတော့ဒါ love energy ဟာဒီလားချီကတ်လို့မြင်နေအဲ့တော့အချစ်တခုကတော့ကိုယ့်ဘဝလေးမှာလာနေပြီပြင်းလင်းမြန်နဲ့ Ace of Wands လင်းမြန်နဲ့လာနေပြီဒီလားနောက်တစ်ခုဗာမြင်လဲဆိုရင်အဲ့ဒီလာနေတဲ့လူကလေကိုနဲ့အလုပ်အကိုင်မှာအလုပ်မှာပဲဖြစ်ဖြစ်တငယ်ချင်းမိတ်ဆွေအဲ့လိုမျိုးကနေပြီးတော့တိပြီးသားလူလို့ကျွန်မမြင်တယ်အဲ့လိုကျွန်မထင်တယ်ပေါ့နော်အဲ့လိုမျိုး energy ရတယ်အဲ့ဒီလူကိုကလေဘယ်လိုလဲကိုကလေဘယ်လိုလဲအရင်မခင်တော့အဲ့လိုကိုတိတယ်ကွာတိတဲ့ energy ရတယ်နော်နောက်ပြီးကိုဘွားလေးကိုလေတည်င်းစကားတစ်ခုခုလေးနဲ့ရောက်လာလို့ရှိရဲ့အဲ့တည်င်းစကားကိုဘွားအတွက်ကိုအများကြီးအဲ့လိုအလုပ်အကိုင်တွေပဲဖြစ်ဖြစ်အချစ်ရည်တွေပဲဖြစ်ဖြစ်အဲ့ဒီတည်င်းစကားကြောင့်ကိုဘွားလေအဲ့လိုပြောင်းလဲသွားမှမြင်တယ်ပို့ပျော်ရွှင်လာမှမြင်တယ်ဒီ line gates ပေါ်တယ်ပြီးလို့ရှိရင်ပေါ့နော်အဲ့ဒီတည်င်းစကားကြားရတဲ့အချိန်မှာကိုဘွားပို့ပြီးတော့ဘယ်လိုပြောမလဲအတိတ်ပဲရှိလာတယ်
လို့ခံစားရတဲ့ energy မျိုးကျွန်မရနေရပေါ့နော်ကဲပိုင်3တွေကလည်းဘာမှတအားကြီးအဲ့လိုပြောရမရှိဘူးကောင်းတယ်နော်ပိုင်1 2 3မှာပိုင်2တစ်ခုပဲ move on လုပ်ဖို့လိုတယ်ပိုင်1ရောပိုင်2ကကောင်းပြီးပြီဒီမှာလမ်းပြောင်းနေခဲ့တဲ့အချိန်ကြီးပြီးတော့မှတွေ့လမ်းပြောင်းနေခဲ့တဲ့အချိန်ကြီးရှိရပြိုးကြပြီးပြီတဖူးကိုမှစတယ်နေပြီကိုကတွေ့လာကောင်းတယ်အဲ့တော့ line kick auto ပြီးတဲ့အချိန်မှာပိုင်3တွေကကိုဘွားတဲ့ကိုလူတယောက်ရောက်လာပါလိမ့်မယ်အဲ့ဒီလူကကိုနဲ့အလုံးအမဖြစ်ဖြစ်ပတ်သက်ပူတဲ့လူပြီးတဲ့လူမိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေကပြီးတဲ့လူပဲဖြစ်နိုင်တယ်အဲ့လိုလူကကိုဘွားတွေကိုဝင်လာပါလိမ့်မယ်ပိုင်2ကကျမတို့ဟိုဟာတွေမပြောရအောင်ဆိုင်နော်ပိုင်2တွေနည်းနည်းဆိုင်မိတယ်ဒီပိုင်မှာလေကျမဘာတွေ့လဲဆိုတော့ art sign တွေအများဆုံးတွေ့တယ်ကျမဒီအပိုင်းမှာလေ art sign ကိုပဲ energy ရတယ်ပေါ့နော် fire sign လို့ fire sign ကလေဒီလားကိုဘွားတွေဝင်လာမဲ့သူကကိုက fire sign ဆိုကိုဘွားတွေဝင်လာမဲ့လူက art sign ကိုက art sign ဆိုလို့ရှိရင်ကိုဘွားတွေဝင်လာမဲ့လူက fire sign လို့ကျမ energy ရပါတယ်ရှင်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေ bye bye